Zayata bhikkhave ma pamattha Mahabeza vipatitharino ahuvata Ayao amagam anutadani Zayata bhikkhave ma pamattha Mahabeza vipatitharino ahuvata Ayao amagam anutadani Bhikkhave pritha liva chitta chittamito Dome te chitta chittamito di Zayata syuya gonglo maja gonglo Nino yada e yudhyana diyaye aboma Dhammata bhavana vipassana bhavana diyamya ne bwamya atulaya bhagonglo Mahabhamadatta Tayo Zingwe Pyo Shwin Mwivi Mega Yoga Thindo Mani Laija Bhagolin Pisa Taywe Chiye Zara Thiwe Majinai Lau Tijin Yauma Naukala Nai Vipati Tarino Ataywe Ngenge Tati Kausin Jama Sin Kala Dunga Adi Dhammata Bhavana Diyagole Sanitaja Bhavamya Bhikhe Lijingwe Vipassana Bhavana Diyagole Sanitaja Mama Bhikhe Lijingwe Lo Khamje Ne Nalong Matayin Doti Mahavota Bhushain Dhoda Dhomana Phye Koga Bhyavya Thindo Mapheja Bhagole Yaidiga Odumagan Chitta Chittamito Adva Amagam Bueno Mupi Jare Ngabayashin Koromyaji Asusudo I Anudadani Dadabalo Laina Chinto Ade Aso Ama Owada Dadana Chiba Bido Dadi Zayata bhikkhave ma pamattha Mahabeza vipatitharino ahuvata Ayao amaga anutadani Pridai Horikata Pali Liti Pedu Meina Le Lo Mamme Soyin Pridai Diksha Matwa Puendo Mu Ji De ဖရာတိုင်းမိန့်တော်မူတဲ့စကားဖြစ်ပါတယ်ဘုသူစကားဒီကမ္ဘာလောကကြီးထဲမှာပွင့်တော်မူပြီးကြတဲ့ဘုရားရှင်အဆူဆူတို့သည်အလုံးသောလူနဲ့မြတ်မှာတတ္တဝါတွေအတွက်တူညီတဲ့ဩဝါဒကိုဟောဒီကာလတပုတ်ထင်းနဲ့ပဲဖရာတိုင်းပြီးခဲ့ပါတယ်ဒီတော့ဒီစကားဒီဘယ်သူစကားလဲလို့မင်းရင်ဘုရားတိုင်းရဲ့စကားဘယ်သူစကားလဲအဲ့တော့ပြိဿရဲ့ဘုန်းကြီးတရားနာမည်ကိုဘယ်လိုပေးထားလဲအဖေစကားအဲ့တော့ပြိဿရဲ့အဖေစကားမိမထားနဲ့ဆိုတာပြိဿရဲ့အဲ့ဒါပဲဘုန်းကြီးတို့ဘဝတစ်ခုရလာတော့အမေဆိုတာမရှိဘူးလားအမေတယောက်တည်းနဲ့လူဘဝရလာအဖေမရှိဘူးလားအေးပြိဿရဲ့ဘဝတစ်ခုရဲ့ချမ်းသာခြင်းကိုဟိုလူဖြစ်ရန်အတွက်ကစပြီးတော့တည်ဆုံးသည့်ကာလတန်အောင်အဖေဆိုတာဘဝထဲမှာအကုန်လုံးကိုစောင့်ရှောက်ပြီးခဲ့တယ်လို့ပဲပရိသတ်မမွေးခင်တုန်းကလည်းအဖေကစောင့်ရှောက်လို့ကျွေးမွေးခဲ့ရတယ်မွေးပြီးပြန်တော့လည်းပညာသင်တဲ့အချိန်မှာအဖေကပညာသင်ပေးရပြန်တယ်ပရိသတ်ဘဝလမ်းညွှန်ချက်တွေလည်းမြောင်များစွာပေးရပြန်တယ်သို့တော်လည်းပဲပြိဿကြီးအဖေရဲ့ကြီးမားတဲ့မေတ္တာနဲ့ဘလောက်ပဲပြီးဘုန်းကြီးတို့ဒီဘဝတစ်ခုရလာတဲ့လူသားတိုင်းဒီအဖေပေးတဲ့မေတ္တာအားကြီးအကုန်ရပြီးတော့ချမ်းချမ်းသာသာနဲ့ပဲဘဝကိုကုန်သွားကြရတာဟုတ်ရလားဟုတ်ဘူးအဖေတွေဘလောက်ပဲပြီးလူဘဝမှာကျမ်းမာနေဖို့ထိုင်ဖို့ချမ်းချမ်းသာသာနေဖို့ထိုင်ဖို့ပညာတွေတက်ပြီးတော့နေဖို့ထိုင်ဖို့ဆိုတာအဖေမေတ္တာတွေဘလောက်ပဲကြီးတဲ့ပြိဿကြီး
ဒီဘဝတနတ်စာထောင်မှဘုန်းကြီးတို့အကုန်ရဖို့မလွယ်ပါဘူးဟုတ်လားသို့တော်လည်းပဲပြိဿကြီးအဖေတို့ရဲ့အစာပေါင်းများစွာတဲ့ကြီးမားတဲ့မေတ္တာကရုဏာအဖေတို့ရဲ့အစာပေါင်းများစွာသာတဲ့ပြောမပြနိုင်တဲ့ဂုဏ်ကျေးဇူးများနဲ့ကြီးမားတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအလုံးတို့သည်မလိုက်နာမကျင့်သုံးလို့ဘဝအတွက်ချမ်းသာခြင်းတန်ត្រာချမ်းသာခြင်းမရတာပဲရှိမယ်တတ္တဝါအားလုံးအတွက်တော့ပြိဿကြီးတန်ဖိုးမဖြတ်နိုင်တဲ့ဆုံးမတွေမပေးခဲ့ပါလူဘဝအဖေကမှဘဝတစ်ခုစာအတွက်ကိုပြိဿကြီးချမ်းသာအောင်မနှင်းလုပ်ပေးရတာရှင်တော်မြတ်တရားတို့ကြောင့်ဘဝတစ်ခုတည်းအတွက်ဟောရတာဒီလိုနေဒီလိုတိုင်းဒီလိုပြုဒီလိုနေဒီလိုတိုင်းဒီလိုပြုရင်ဒီချမ်းသာတွေရမယ်ဘလောက်အထိလဲဆိုရင်ဒုက္ခတွေအကုန်ကြီးနိဗ္ဗာန်ချမ်းသာအထိတောင်နမ်းညွှန်ချက်တွေမပေးခဲ့ဘူးလားဒီလိုမနေနဲ့ဒီလိုမတိုင်းနဲ့ဒီလိုမလွန်ကျူးနဲ့လွန်ကျူးလိုက်ဟိုးအဝီစီငရဲအထိတောင်မှအပြစ်တရားရဲ့အကျိုးတရားတွေမပြခဲ့ဘူးလားအေးဒါကြောင့်ဘဝတစ်ခုမှကြုံလာတဲ့အဖေမေတွေရဲ့နှလုံးသားတွေကကြီးမားတဲ့မေတ္တာတရားတွေနဲ့သာသမီတိုင်းရဲ့အပေါ်မှာမေတ္တာကရုဏာမုဒိတာအပြည့်နဲ့စောင့်ရှောက်ပေးတော်မူခဲ့ကြသလိုပါပဲဒီကမ္ဘာလောကကြီးထဲမှာပွင့်တော်မူပြီးသွားတဲ့ဘုရားရှင်အဆူဆူတို့သည်လည်းပဲအာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တို့နဲ့အာလုံးသောဒုနတ်ဗျမတတ္တဝါအာလုံးတို့အတွက်ဘဝချမ်းသာတန်ត្រာချမ်းသာနန်းညွန်တွေကိုပြိဿရဲ့မေတ္တာကရုဏာအပြည့်နဲ့ပြီးခဲ့တဲ့အတွက်ကြောင့်နဲ့အဖေတွေတက်ကြီးမြတ်တဲ့အဖေတွေဆိုရင်မှားမလားအေးဒါကြောင့်ဘဝအဖေတွေတက်ညောင်များစွာသောမေတ္တာကရုဏာတွေတာလွန်နဲ့ပွင့်တော်မူပြီးသွားတဲ့ပြိဿရဲ့အဖေဘုရားပေါင်းများစွာရဲ့စကားသည်အနည်းချွတ်ရင်၃ခွန်းပဲရှိပါတယ်အနကောကြောက်ဒီစကားလေး၃ခွန်းမှာပြိဿရဲ့မြတ်စွာဘုရားရှင်တိုင်းပထမဆုံးမိန့်လိုက်တာကတတိပေးတဲ့စကားလေးတစ်ခွန်းဘာစကားလေးဒုတိယကတတိပေးတာကိုအမတ်တမတ်နေတဲ့အတွက်နောက်ထပ်ခက်ဆက်ဆက်လေးနဲ့ပြိဿရဲ့တိုက်တွန်းလေးတဲ့စကားလေးတစ်ခွန်းနောက်တစ်ပါးစကားလေးခက်ဆက်ဆက်လေးနဲ့တိုက်တွန်းလိုက်တယ်အဲ့ဒါလည်းပဲငယ်ပေါ့ပေါ့ကြီးနေနေတာသိတဲ့တော့ပြိဿရဲ့နောက်ဆုံးကြတော့ဗာပြောလိုက်တယ်ဒီတိုင်းကြီးနားမထောင်မင်းနေဟောဒီဆိုကြိုကြုံရလိမ့်မယ်လို့ပြိဿရဲ့အပြစ်ကိုပြပြီးတော့မိန့်ကြတဲ့စကားတစ်ခွန်းဘယ်နှခွန်းလဲစကားလေး၃ခွန်းပဲရှိတယ်ဒီတော့ပထမဆုံးစကားလေးကိုအာရုံပြုကြည့်အောင်ခြေသားခြေသမီးတို့တဲ့ဇာယတာရှုကြကုန်လောမှတ်ကြကုန်လောမင်းတို့ရထားတဲ့ယုတ်တရားနာတရားရဲ့အပေါ်မှာသမထဘာဝနာဝိပဿနာဘာဝနာတရားများနဲ့ပွားများအားထုတ်ကြပါကုန်လောစကားလေးတစ်ခွန်းငါသားငါသမီးတွေကွယ်မင်းတို့ရထားတဲ့ခန္ဓာ၅ပါးကြီးကိုအိမ်လိုက်စားလိုက်ပြောလိုက်ပါလိုက်ကာမဂုဏ်ခံစားလိုက်နဲ့ပဲဘဝတစ်ခုကိုအချိန်မကုန်စေနဲ့နားလည်ပြီလားဟောရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကြီးသည်အချိန်မရွေးသိမဲ့ဘီးနဲ့ကြုံနိုင်တဲ့အတွက်ကြောင့်မသေးခင်သာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်အတန့်လေးမှာသာသနာတော်ကနေပြီးတဲ့အဆုံးအမတွေကိုရထားတဲ့ယုတ်တရားနံတရားမှာလက်တွေကျင့်သုံးတဲ့သမထဘာဝနာတွေနဲ့မင်းတို့ပွားနိုင်ရင်ပွားပါအစင်းမြင်တဲ့ဝိပဿနာတရားတွေနဲ့မှတ်နိုင်ရင်ဆက်ပြီးတော့မှတ်လိုက်ကြစမ်းပါဘဝတစ်ခုခန္ဓာတစ်ခုကိုဒီတိုင်းကြီးပဲအချိန်မကုန်ပါစေနဲ့ပြိဿရေကိုအကျိုးတော်လားသူ့အကျိုးတော်လားပြောပြိဿရေမြတ်စွာဘုရားရှင်ဒီစကားလေးပဲဘုန်းကြီးတို့ထပ်ပြီးတော့နားလည်အောင်ပြောရင်နံပါတ်1မြတ်စွာဘုရားဒီရှုဖို့မှတ်ဖို့ပွားများအားထုတ်ဖို့မမေ့ဘူးလားဒါဆိုရင်ပြိဿရေဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားတိုင်းမိန့်ခဲ့တဲ့ဒီစကားနဲ့ဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝထဲမှာဒီယုံနံကိုအသုံးချနေတာပြန်ပြီးတော့ချိန်ကြည့်ရင်အလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေမနဲ့မိုးလင်းကနေမိုးချုပ်ဘဝတစ်ခုအတွက်လှုပ်ရှားလိုက်တဲ့အချိန်ထဲမှာပြိဿရေရဖို့ယူဖို့ပိုင်ဖို့အချိန်တွေနဲ့သမထဝိပဿနာမှတ်တဲ့အချိန်ဘယ်အချိန်အများလဲရဖို့ယူဖို့ပိုင်ဖို့သို့တော့မြတ်စွာဘုရားတော်ပြိဿရေရဖို့ယူဖို့ပိုင်ဖို့ကိုဦးစားပေးသလားရှုဖို့မှတ်ဖို့ကိုဦးစားပေးသလားကဲပြိဿရေအဖေစကားနဲ့ကျုပ်တို့เนี่ยတော်တော်တဲ့နေတာတော်တော်လွဲနေတာ
အပြစ်မပြောပါဘူးပြိဿဒီခန္ဓာကြီးရပြီဆိုတဲ့ခန္ဓာအတွက်စားဖို့မရှာဘဲနဲ့နေလို့ရမယ်ပြိဿရဲ့သမုဒ္ဒရာဝံတထွာလောက်ပင်ရှိပေမဲ့ဟောဒီခန္ဓာကိုနေ့စဉ်စားဖို့ရန်အတွက်ရှာရမယ်နေ့စဉ်ဟိုဖို့ရန်အတွက်ရှာရမယ်ချမ်းချမ်းသာသာနေဖို့ရှာရမယ်ကြည်ဒီဆုံးပေါ်များနဲ့လူပေါ်လင်းမှာကြွားဖို့ဝါဖို့လည်းရှာရမယ်မရှာလို့ရမှာမရှာရင်ဘယ်သူကကြွေးမလဲဘယ်သူမှမကြွေးဘူးလေပြိဿကိုရှာတာပဲကိုပြန်စားနေရတာမဟုတ်လားအဲ့တော့ရှာတာကိုဖရာလည်းအပြစ်မပြောပါဘူးဘုန်းကြီးတို့လည်းအပြစ်မပြောပါဘူးသို့တော်တဲ့ဇာယထရတာတဲ့ခန္ဓာ၅ပါးကြီးကိုနေ့စဉ်မရှိတာကိုရှိဖို့မပိုင်တာကိုပိုင်ဖို့ပိုင်တာတွေတိုးဖို့တိုးတာတွေကိုပွားဖို့ပဲကြိုးစားရင်းနဲ့အချိန်မကုန်ကြပါစေနဲ့ဖရာကရှာတာကိုအပြစ်မပြောပြိဿဒီတိုင်းကြီးမရှာနဲ့ပါတယ်လေအဲ့တော့ပြိဿရတာတဲ့ခန္ဓာ၅ပါးကြီးကိုရင်းပြီးတော့ရှာလိုက်တာပိုင်တာတွေမရှိဘူးလားပိုင်တာတော့ပြိဿတော်ပြီလို့များရက်သွားလားတိုက်တလုံးမရှိတော့တိုက်တလုံးပြောင်းမရှာရဘူးလားတလုံးပိုင်တော့တော်ပြီလားနောက်နှလုံးမလို့ခြင်းဘူးလားတိုက်နှလုံးတော်ပြီလားနောက်တဲ့တလုံးဟိုကမှကြောက်စဲမျိုးထွက်မှာနောက်တော့တလုံးပြောမရိုးမှလားရိုးမှပဲဘယ်သွားကြလဲဒီမောင်နှမရှာနေရှာလို့မတွေ့ဘူးမဲလိုက်တော့ကိုလိုက်တိုက်ဘယ်နှလုံးရှိနေအိမ်ဘယ်နှလုံးရှိတယ်အိမ်မပြောဘူးသူကလည်းကျွတ်ရွာတော့အေးမိုင်းတော့ပဲအမေစီချက်လေးထည့်ပါအောင်လို့မုဒိတုံကြောင်းတာစီချက်လေးထည့်ပါဦးဟမ်ကြားဦးရဲ့နေရာလဲဟုတ်လားမနေ့ကအမေငါပြိုင်လေးနဲ့ဆိုစကားကိုမဆုံးဘူးဆုံးထားတယ်သူမကြားကြင်မကြားဘူးသူအဲ့ပြိဿကြီးဘုန်းကြီးတို့နံပါတ်1ရဖို့ပိုင်ဖို့မရှာကြဘူးလားရှာတယ်နော်ရဖို့ပိုင်ဖို့ရှာတယ်ရတာတွေပိုင်တာတွေရောက်လာတဲ့အချိန်မှာတော်ပြီလို့များလောဘတတ်မိလားမတတ်မိဘူးလောဘမတတ်မိတော့ပြိဿကြီးရတာတွေပိုင်တာကိုထပ်ပြီးတော့ရှာ10ရက်နဲ့20ဆိုင်20နဲ့30ဆိုင်အကြောက်ဆရာနဲ့မန္တလေးနဲ့ရန်ကုန်ပြိဿကြီးဒီရတာမှာကိုယ်ပိုင်ရှိဖို့ဆိုရှာလိုက်တာတဘွားကြီးလုံးကိုပြန်ပြီးတော့ချိန်ကြည့်လိုက်ရှာတာနဲ့စားတာဘယ်အချင်းရများရှာတာပဲများတယ်ပြိဿကြီးရှာလိုက်တာရှာရင်ကိုမရှိတော့ကိုရှိဖို့ရှာတိုက်တလုံးနဲ့နှလုံးသုံးလုံးနဲ့လေးလုံးကားဆိုရင်တစ်စီးနဲ့နှစ်စီးနဲ့သုံးစီးရှာလိုက်တာရှာရင်နဲ့ပဲဘဝတစ်ခုကုန်သွားကြတာများတယ်ရှာတာကိုစားသွားတာနဲ့ရှာတဲ့အချိန်တော်မှာပြိဿကြီးဘုရားများတယ်အစားရမတော်ရရှာကြတာရှာပါသို့တော်ပြိဿကြီးရှာရင်နဲ့စားရင်နဲ့ပဲဒီခန္ဓာကိုရှာလိုက်စားလိုက်ရှာလိုက်ကုန်သွားလိုက်ပြန်ရှာလိုက်ရလာလိုက်ထပ်တူအောင်ရှာလိုက်နေပဲဘဝတစ်ခုအလကားမဖြစ်စေနဲ့ပြိဿကြီးဖရာတိုင်းမိတဲ့ဒီစကားလေးဇာယတာရှုကြကုန်သောမကြကုန်သောမင်းတို့ရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကြီးသည်ဘလောက်ပင်ဘဝအတွက်ရှာနိုင်ပါစေဘလောက်အတွက်ဘဝအတွက်ခံစားနိုင်ပါစေရှာရင်စားရင်ရှာရင်လည်းပဲတဖြည်းနဲ့ဒီခန္ဓာကိုယ်ကြီးအိုရာကနေနာပြီးရင်ဘာဖြစ်လဲသေအောင်မှာဆိုပြိဿကြီးဘဝတစ်ခုလူလာဖြစ်တယ်သာသနာတော်မြတ်ကြီးနဲ့လည်းကျုံတယ်သာသနာထွန်းကားတဲ့နေမှာတရားတွေလည်းနာခွင့်ရပါလျက်ကင်းနဲ့ပြိဿကြီးသာသနာနဲ့လည်းတွေ့တယ်တရားနာတော့လည်းအခုတရားအသိတွေမသိဘူးလားသိလာပြီးကြောက်เสียတော်ဆင်းမြင်လာပြီးဝိပဿနာတွေခေါ်လို့ရပြီဆိုကျုပ်ကလည်းခေါ်နေတာနဲ့တော့ပဲဟုတ်လားအဲ့တော့ပြောနေတာပြိဿကြီးတရားအသိဒီသိယုံလေးနဲ့ရမလားဟလိုနာလိုက်တဲ့တရားတွေမှာပြိဿကြီးအနိစ္စမမြင်ဘူးဆိုတာကိုတော်တော်များများသိနေပြီမသိဘူးလားနာထားတဲ့တရားတွေမှာဒုက္ခဆင်းရဲကြီးပဲဆိုတာကိုဟောဒီခန္ဓာကိုကိုယ်တိုင်သိနေပြီမသိဘူးလားအနတ္တတဲ့ကိုဖြစ်ခြင်းတော့မရှိဘူးသူဖြစ်ခြင်းတဲ့အတိုင်းဖြစ်နေတာကိုသိအောင်မှတ်နေရတယ်လို့အနတ္တသဘောကိုသိနေပြီမသိဘူးလားဒီအသိကတော့ပြိဿကြီးတို့ပြိဿကနာလို့သိတာဘုန်းကြီးတို့ကကိုယ်လေးတွေတခါလေမူလာတဲ့အစဉ်အနေနဲ့အငယ်အားလောက်ရောက်ပြီဆိုတာနဲ့စာထဲမှာခခနာနာကိုတော်လေးတွေမသိဘူးလားသိတယ်ပြိဿကြီးကိုတော်လေးတွေရဲ့အတိစာရဲကအတိတွေဘလောက်ပဲပြည့်နေပြီတို့တရားနာပြိဿရဲ့နာထားတဲ့အတိတွေဘယ်ဆရာတော်ကြီးကဘယ်တရားတွေနာလို့ဘလောက်ပဲသိပြီတဲ့ပြိဿရဲ့စာသိသည်စာထဲမှာပဲရှိသေးတယ်တို့ကမသိတော့ရမှာ
သံဃာတော်ရှင်မြတ်တွေသိတယ်ဆိုတာတတ်အောင်သင်နေတာပဲဒီစာတွေကလာတဲ့အနိစ္စဒုက္ခအနတ္တရဲ့အမှန်သဘောတွေကိုသိအောင်တတ်အောင်သင်တာဒုပရိသတရားနာနေရဆိုတာဒီစာတွေကအနိစ္စဒုက္ခအနတ္တကိုကိုယ်တိုင်နားလည်အောင်သင်နေတာပဲနာယူပြီးတော့သင်ရင်းနဲ့လက်တွေ့စာအုပ်ကိုကိုင်ပြီးသင်တာဒါပဲကွာတယ်ဟုတ်တယ်မလားဘယ်ပရိသသိယုံလေးနေတော့ငါတော်တော်တတ်နေပြီလို့ပြောလို့ရမလားမရဘူးပရိသတ်လိုက်ဆိုတတ်အောင်လင်းသင်မြင်အောင်လင်းကျင့်အတိညာရင်ရာလင်းနိဗ္ဗာန်မှာတတ်အောင်လင်းသင်မြင်အောင်လင်းကျင့်အတိညာရင်ရာလင်းနိဗ္ဗာန်မှာဆိုလုတ်ဟာတော်ပြီအလောက်တဲ့သဘောပေါက်ပြီသွားကျင်တာပဲသွားကျင်တာလေဘယ်ဟုတ်နိဗ္ဗာန်ဒီမှာဒီလောက်ဉာဏ်ကြီးထူးထူးမြတ်မြတ်ပိုင်းထားမှတော့နိဗ္ဗာန်ရောက်နိုင်တယ်နှစ်ခေါက်တိုင်ပြီးတော့သူကမောပြီးနားထောင်နေပြီဆိုတော့ဆိုမဲ့ကောင်းကင်ကြီးတက်အောင်လဲသင်ပြောင်းလဲကျင်းဆိုတော့အာယုံကတရားစီရောက်တော့သူစဉ်းစားနေမယ်လျင်များလှုပ်တိုင်းဒါလည်းပိုင်ပါအောင်ဟာကဲပြိဿကြီးတက်အောင်လဲသင်မြင်အောင်လဲကျင့်အတိညာဉ်ရလင်းနိဗ္ဗာန်မှာဒီလင်္ကာလေးသုံးပိုက်တော်မှာတန်းပြီးတော့မဆိုနိုင်ဘူးဆိုမှတော့တောင်းတဲ့စုနိဗ္ဗာန်တော်တော်နီးမလားဝေးမလားဟုတ်လားအဲ့တော့ပြိဿကြီးအဲ့ဒါလေးပါပဲတက်အောင်လဲသင်တရားတွေများများမနာလို့မရဘူးလားနာရမယ်တရားများများနာမှပရိသတ်လက်တွေ့ဘဝမှာဘယ်လိုအသုံးချရမယ်ဆိုတာကျင့်လို့ရမှာပေါ့ဘုန်းကြီးတို့သာပေတင်နေဆိုတာဒါပဲတက်အောင်နေရတယ်ဓမ္မစီကအစဉ်ဒီရောက်ရင်များများတက်မယ်များများသာပေအတိအသိမယ်သို့တော့သာပေအတိမှန်ပါမှလက်တွေ့ကျင့်တဲ့အကျင့်တွေမှန်ပါပေါ့သာပေအတိတွေမှားနေလက်တွေ့အကျင့်မှန်မလားနားတဲ့တရားကိုများများနာလို့နားလည်မှလက်တွေ့ကျင့်တဲ့အခါမှာအမှန်ကျင့်နိုင်ပါဒီတော့အလုံးဒုဓမ္မဆိုတော်မျိုးတွေတက်အောင်လေသင်တဲ့နာယူတဲ့အဆင့်ကြီးတက်အောင်သင်တဲ့အဆင့်ပဲရှိသေးတယ်နာထားရုံနဲ့ရမှာလားပရိသတ်နာထားတဲ့တရားတွေကအနိစ္စမမြင်ဘူးဆိုတဲ့သဘောတရားကိုဟောဒီရထားတဲ့ခန္ဓာမှာလက်တွေ့စောင့်ပြီးတော့ရှုလိုက်မှတ်လိုက်တဲ့အခါကျတော့အနိစ္စစာတွေကအနိစ္စဒီခန္ဓာထဲမှာတွေ့ပြီမတွေ့နိုင်ဘူးလားစာတွေကဒုက္ခဆင်းရဲကြီးပဲဆင်းရဲကြီးပဲဆိုခန္ဓာ၅ပါးကိုပြိဿဘယ်လိုဆင်းရဲတာလဲအဲ့ဒီဆင်းရဲကဘလောက်ထိဆင်းရဲတာလဲဆိုတာကိုကြတော့လက်တွေ့မကျင်မဲနဲ့ရမှာလားပြိဿကြီးအနတ္တကိုဖြစ်ခြင်းတိုင်းမဖြစ်ဘူးသူဖြစ်နေတဲ့သဘာဝကိုပဲသိနေရတယ်ဆိုရင်စာတွေကအနတ္တယုံနာမှာတကယ်စောင့်ရှုရင်ခဏလေးနဲ့တော့မတွေ့နိုင်ဘူးလားတွေ့နိုင်တယ်ဒီတော့ပြိဿကြီးပြောချင်တာကနာယုံလေးတွေတော့မကြည်နဲ့ကြပါနဲ့ပြိဿကြီးလက်တွေ့ဘဝကိုကူဖို့အချိန်တန်ပါပြီဆရာတော်မျိုးစုံကနေပြီးတော့တတ်အောင်သင်ပေးတဲ့အတွက်ကြောင့်နာထားတဲ့တရားတွေကတော့နာရည်တွေဝနေပါပြီလက်တွေ့ဘဝထဲမှာတကယ်ကျင့်သုံးဖို့လိုပါသေးတယ်မလိုဘူးလားအဲကြောင့်တတ်အောင်တော့သင်ပြီးပြီမြင်အောင်ကျင့်ရမယ်မြင်အောင်ကျင့်တဲ့နေရာမှာမြတ်စွာဘုရားကပြိဿကြီးသမထဘာဝနာနိဝရဏတရားတွေကိုငြိမ်းစေတဲ့အကျင့်နဲ့တလန်းကျင့်လို့ရမယ်ကွာတဲ့ဝိပဿနာဘာဝနာလက်တွေ့ကိုပဲယုံနာမှာတန်းရှုတဲ့ဝိပဿနာရှုနည်းနဲ့လေကျင့်လို့ရတယ်နှစ်ခုလုံးမလုံးနိုင်တော့တစ်ခုလောက်တော့မင်းတို့လက်တွေ့လှုပ်ထားတော့ဘု து စကားလဲဖရာတိုင်းရဲ့စကားကိုပြိဿကြီးခုံတင်ပြောရင်ဘု து စကားလဲအဖေစကားပဲပြိဿကြီးအဖေဆိုတာကဘဝချမ်းသာတဲ့သံဃာချမ်းသာကိုမေတ္တာအပြည့်နဲ့မသိဘူးလားဒီတိုင်းပဲကျွတ်တို့ရဲ့ဘုရားရှင်တိုင်းကပြိဿကြီးလောကလူသားအလုံးလက်မြမအလုံးကိုဘဝချမ်းသာရစေဖို့ဘဝဆင်းရဲကလွတ်မြောက်စေဖို့သံဃာချမ်းသာရစေဖို့သံဃာဆင်းရဲကလွတ်မြောက်စေဖို့ရန်အတွက်တန်ဖိုးမပြတ်နိုင်တဲ့တူညီတဲ့ဩဝါဒစကားတွေကပထမဆုံးစကားလေးဒီမင်းတို့တတ်အောင်သိုံနဲ့မရဘူးမြင်အောင်ကျင့်ဘယ်မှာကျင့်မလဲဆိုရင်ကြာထားတဲ့ခန္ဓာ၅ပါးမှာသမထဝိပဿနာနဲ့ကျင့်ကြအောင်ကျင့်ပါပြီးတော့ဘုရားဒီအကျင့်ကိုကြိုက်သလားအသိကိုကြိုက်သလားအဲလိုသိရင်ပြီးတာပါပဲဆိုတာကိုပြိဿကြီးပြောနေတဲ့လူတွေမရှိဘူးလား
ကြောက်စင်ပါပဲဒကာကြီးတွေတချို့ပြောနေတယ်မလီရှင်များတပည့်တော်သိတယ်ဒါလေးအကုန်လုံးသိတယ်သိရင်တော်ကြီးဟာသိအောင်လေးရတော့ပြိဿရရမလားဟုတ်ကဲ့ဒီဟာကိုဒီလိုရင်းလိုက်မယ်ဒီကိုဒီလိုရင်းမယ်ဒီဆိုင်ရင်ကြီးဖွင့်ပြီးဒီလိုလုပ်လိုက်မယ်သိအောင်လည်းကလေးစိတ်ထဲနဲ့သိအောင်ထားလို့ရမလားသိတဲ့အတိုင်းလက်တွေ့ဆိုင်ဆောက်တခါတည်းပြိဿဆိုင်ကကြီးကြာကြာနာနာလုပ်ပြီးပြင်းစင်ဝဲတင်ဝဲသူလိုက်ရောင်းဓမ္မသာလည်းပြိဿအကျိုးမြတ်ရမယ်မို့လားရှင်းရှင်းလေးပဲလောကမှာဖြစ်နေတဲ့သဘာဝတည်းမြတ်စွာဘုရားတရားသည်အဲ့တိုင်းပဲအတူလုံးပဲပြိဿပြီးတော့ဇာယတာရှုကြကုန်လောမကြကုန်လောသင်တို့ရကြတဲ့ယုတ်တရားနံတရားရဲ့အပေါ်မှာအိခါစားကပြောကပါကကမကုံခံစားကနဲ့အချိန်နဲ့မကုန်ကြပါစေနဲ့မရသေးတာတွေကိုရအောင်ရပြီးသားတွေတိုးပွားအောင်တိုးပွားပြီးသားတွေကိုနောက်ထပ်ပိုင်းဆိုင်မှုတွေကိုရည်တွက်လို့မကုန်နိုင်အောင်ပဲရှာရင်းနဲ့သာအချိန်မကုန်ကြပါစေနဲ့ဇာယတာရှုကြကုန်လို့မှတ်ကြကုန်လို့မင်းတို့ရထားတဲ့ယုတ်တရားနာတရားရဲ့ပေါ်မှာသမထဘာဝနာနဲ့ပွားရင်နဲ့မှတ်ကြည့်စမ်းပါဝိပဿနာဘာဝနာတရားလေးပွားရင်နဲ့မှတ်ကြည့်စမ်းပါဘုရားမကြိုက်ဘူးလားဘာကိုကြိုက်လဲရှုတာမှတ်တာပွားတာပဲဘုရားအဓိကကြိုက်တယ်နော်ဒါဆိုရင်ပြိဿကြီးအဲ့ဒါဆိုရင်တပည့်တော်တို့ရှုပဲရှိတော့ပဲမှတ်ပဲမှတ်တော့မယ်ကိုတော့ဘာစီးပွားမှမလုပ်တော့ဘူးလို့ကတိကတ္တပြောရင်မရဘူးလားဩစီးပွားမလုပ်ပြန်တော့ဒီခန္ဓာကြီးဘယ်သူကကျွေးမလဲလူမပြောတဲ့ပြိဿကြီးဘုန်းကြီးတော့မရှာရဘူးသီလရှင်ရောရှာနီးမတူတာပဲရှိတယ်လူအားလည်းပြိဿကြီးဈေးရောက်မယ်လေထုံမယ်ကိုရောက်ကိုရင်လုပ်မယ်ဘုန်းကြီးကလည်းကိုတတ်တာနဲ့ကိုအခုဘုန်းကြီးတို့လည်းမလုပ်နေရတယ်ရှားနေတာပဲပြိဿကြီးဟုတ်လားအတူတူပဲသီလရှင်တွေပြိဿကြီးမောင်းတော့ရိုင်းတကွက်နဲ့ဗန်တစ်ချက်နဲ့ဗန်တော့ရတယ်ရှားတာခန္ဓာရှိရင်ရှားမှာပေါ့ပြိဿကြီးမရှားလို့ဆိုပြီးကြောက်เสียကြီးညိုလို့မေတော်ကြီးကနေအရှင်မြတ်ဘင်းမရှားမနေအိမ်မှာခေါင်းရင်းမှာနေတိုင်းတခါပြီးတော့ကြွအချိန်တိုင်းကတ်မယ်လို့များတခါမှရှားဘူးဟုတ်လားဥကျင်းဆိုရဆိုမသိကြောင်တော့ဆောင်းနေတယ်ဟုတ်လားမြေခင်ရတခါကြီးကပြောတယ်ငါသွားအားထုတ်ရင်လည်းနင်တို့ဘာနဲ့လူမလဲဘာနဲ့စားမလဲဘာနဲ့ကျွေးမလဲငါရှာကျွေးနေရတာဩမှန်တော့မှန်ပါတယ်ပြိဿကြီးရှာလာတာအခုမှရှာလာတာငယ်ငယ်လေးတည်းရှာလာဩမြည်တွေလည်းရနေပြီရှာလို့ကောင်းတော့လားပြိဿကြီးမရှာလို့မကောင်းတော့လားဩမြည်တွေရတော့ပြိဿကြီးအသက်ကလည်း60နာကတ်တော့ရှာလို့ကောင်းတော့လားရှာလို့မကောင်းတော့လားဩ80နာရောက်တော့ဩအဲ့ရတယ်လဲပြီဆိုတော့အဲ့လောက်အရှာဝါဒနာပိုင်းအဲ့ရတယ်လင်းတော့လေဟိုကောင်ဘိုးစလန်အဲ့ကောင်ကြီးမှအကျွေးရမလောင်ရစရာကြီးနေဟိုကောင်ရလန်းတောင်းတဲ့အဲ့သူမှပြိဿအဲ့ဒီရှာကြအောင်မှာပြိဿရှာခြင်းတစ်ခုတည်းနဲ့ဘဝခန္ဓာကိုရင်းနေနှမျိုးစရာမကောင်းလားသာသနာနဲ့မတွေ့ရင်ထားလေသာသနာနဲ့လည်းတွေ့တယ်သာသနာကလည်းဘုရားရှိရဲ့သာသနာဆိုတာရှင်းနေတယ်တရားအစ်စ်ကလည်းဒီကနေ့မွတ်မော်အောင်ဟောနေတယ်တန်ခါအစ်စ်တွေလည်းရင်းနှီးနှီးချင်းကပ်ပြီးတော့မရှင်းတာတွေမေးရှင်းတာတွေကိုလက်တွေ့ကြိုးစားလို့ရတဲ့ဘဝကြီးထဲမှာလူဖြစ်ပါလျက်ကင်းနဲ့အိတ်လိုက်စားလိုက်မပိုင်တာတွေပိုင်ဖို့ရှားလိုက်မရတာတွေကိုတိုးပွားအောင်ကြိုးစားလိုက်နေပဲအချိန်ကုန်သွားရင်ကဲတည်ကြည့်လိုက်ခဏလောက်မလေးနိုင်ဘာလို့ကြည့်မယ်ယူသွားတာတခုရဘာတခုမှယူသွားလို့မရအောင်ထားခဲ့ရမှာဒီတော့ရှာခြင်းနဲ့အချိန်မကုန်ပါနဲ့ရှာတော့ရှာပါရှာလိုက်စားလိုက်မမြဲခြင်းရဲ့သဘောကိုမှတ်လိုက်ဆိုရင်ပုံမကောင်းလားပုံကောင်းပါလေဒါကြောင့်ရှုကြပါမှတ်ကြပါမင်းတို့ရထားတဲ့ယုတ်တရားတန်တရားကိုသမထဝိပဿနာနဲ့ပွားများအားထုတ်ပါတခွန်းနောက်တခွန်းကြတော့ပြိဿကြီးဘုရားသိတယ်ဘုရားဘလောက်တောင်သိတယ်အောက်ဘုကောင်းတယ်ဘုရားတဲ့တပ်ပြယူတာရှင်ညာပြိဿကြီးအခုအကုန်လုံးဒီပြိဿကြီးဒီတရားတွေဒီကောင်းတယ်လို့သိလားမသိလားသမထဝိပဿနာပွားလို့ချင်းစိတ်တွေအေးချမ်းမယ်និဝရဏတွေကင်းမယ်ဆိုတာသိလားမသိလားဝိပဿနာတရားတွေမှတ်လိုက်ရင်စာတွေကအနိစ္စခန္ဓာမှာတွေ့မယ်စာတွေကဒုက္ခခန္ဓာမှာတွေ့မယ်စာတွေကအနတ္တခန္ဓာမှာတွေ့မယ်ဆိုတော့သိလားမသိလားသိကြတာတရားတော့ပြည့်တယ်သိလဲသိတယ်ကောင်းတယ်ဒါပေမဲ့လုံးပြလားမလုံးပြလားဘာဖြစ်လို့မလုံးပြလားစဉ်းစားကြည့်ကောင်းတော့မကောင်းလားကောင်းမှမသိဘူးလားဘာဖြစ်လို့မလုပ်ဖြစ်တာလဲစဉ်းစားကြည့်လေမဟာပမာတထတာယောဇင်ငွေပျော်ရွှင်မွေ့၍မိဂါယောဂသင်တို့မနေလိုက်ကြပါကုန်နဲ့ရှင်သာရှင်သမီးတို့တဲ့ငါဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတဲ့တရားကိုမင်းတို့ကောင်းတာလေးသိတယ်
တကယ်ကျင့်သုံးရင်တကယ်ချမ်းသာတာလည်းသိတယ်ဘာဖြစ်လို့ကောင်းမှန်သိသိကြီးနဲ့ချမ်းသာမှန်သိသိကြီးနဲ့မလုပ်တာလဲဆိုရင်တန်ရောစဉ်ကျိုးတွေကအကုန်လုံးပြိဿကြီးရစ်ပတ်ပြီးတော့တုံ့မထားဘူးလားအရင်တော့ကဇနီးခင်မို့နှစ်ယောက်တည်းဘဝကိုစားတဲ့အချိန်တုန်းကတယောက်နဲ့တယောက်တွေ့တဲ့တန်ရောစဉ်တပြေးတပြေးနဲ့ပြိဿကြီးနေကလေးရလာတော့သားလေးတွေသမီးလေးတွေမွေးလာတော့ကျိုးလေးကတိုးလာတဲ့တန်ရောစဉ်ကျိုးတွေမတိုးဘူးလားပြိဿကြီးသားသမီးတယောက်ကနေ2ယောက်3ယောက်4ယောက်5ယောက်လောက်မွေးရင်ကျိုး5ယောက်ကအရစ်ခံရသလိုပဲကျိုးနဲ့အတုတ်ခံရသလိုပါပဲနှစ်ယောက်တည်းကစားလိုက်တဲ့ဘဝဒီသားသမီးဆိုတဲ့တန်ရောစဉ်ကျိုးတွေကိုယ်ဘဝထဲမှာချိနှောင်ခြင်းမခံရဘူးလားဒါဆိုရင်ဒီသားသမီးတွေကလည်းပြိဿကြီးမျိုးဆက်တွေကိုဆက်ထိန်းနေနေတဲ့အိမ်တော်တွေပြုပြန်တော့မြည်တွေရပြန်ပြီတဲ့မြည်ရတော့ပြိဿကြီးငါကြီးနဲ့တန်ရောစဉ်ကျိုးကမတိုးလာဘူးလားပြိဿကြီးငါမြည်ပြောတာပဲတပြေးတပြေးသွားလည်းမရှိတော့သွားရှိကြတဲ့လေသားမဆက်တဲ့အခါကျတော့ငါမြည်ရမပြီးတော့ငါကြီးနဲ့ဖြစ်တာအများကြီးပဲဟုတ်လားအဲ့ဒီမှာမြည်တာပြောပြီးငါမီးပြင်းတာအများကြီးပဲပြိဿကြီးကျိုးတွေကတစင်ပြီးတစင်တိုးလာတာလားညော့သွားတာနေရာတဲ့ဘဝကနေတက်ရှိမိသားစုဘဝမှာသာသမီဆိုတဲ့တန်ရောစဉ်ကျိုးတွေတိုးလာတယ်ဒီသာသမီတွေကအိမ်တော်နေပြုလိုက်တော့မြည်ဆိုတဲ့တန်ရောစဉ်ကျိုးတွေကတိုးလာပြန်ပြီအဲ့ဒီမြည်တွေများစုံစောစီစီစွန်အောင်မယ်ဆိုရင်ကိုယ်ကလည်းမသေးသေးဘူးဆိုရင်ပြိဿကြီးဘာကျိုးတွေတိုးအောင်မယ်မလီမြစ်တွေလည်းတိုးအောင်မယ်အဲ့ဒါလေးအခုလာဂာနီမှာအိန္ဒိယဒကမာကြီးအိန္ဒိယဆုံးကရောက်တယ်ပြိဿကြီးအဲ့ဒီမြစ်ကလည်းအကျိုးပြီးကောင်းလိုက်တာဒီကောင်ကလေအမြင်3နှစ်သားရှိပဲအမြင်ကတက်ကြွနေတယ်ဟာဘုံကြွလာပြီခြေတော့သုံးမယ်ဟာတသားလည်းကတ်မယ်လို့လေမလီပြိဿကြီးသူ့အဖွားကြီးအဖွားတော့ပြောလို့မရတော့အဘေးတယောက်တော့ဟုတ်လားခါတဲ့ပြိဿကြီးရှင်ဗျာအဲ့ဒါမြင့်ဘာပြောနေမှလဲသူအဝေးကနေပြောနေတာကိုထိုင်တာကပြိဿကြီးဒီလိုထိုင်ပြီးမနာနိုင်တော့ကလက်ထိုင်တဲ့တိုင်အရှင်ဗျာအဲ့ဒါမြင့်တပည့်တော်မြင့်လည်းမပြောဘူးဘာပြောဓမ္မကြီးပါပြောအရှင်ဘုရားရေအဲ့ဒါသူ့မြစ်တူရီတော်မြစ်နေတဲ့မြစ်လေးဒီတယောက်ကြွားလို့မဆုံးဒီဒုက္ခပဲအဲ့ဒါဓမ္မကြီးရဲ့လို့မြင့်လို့ပြောတာမှီအောင်ပြောပါဓမ္မကြီးကြားတာကျုပ်ကကြောက်တုတ်နားထဲမှာကြားနေမြင့်ပဲကြားတယ်ဘုံဘွားလည်းလေသားအသက်ကြီးပြီဒါလည်းသိတာပဲကဲဟဲ့ကောင်လို့မင်းငါနဲ့လိုက်နေကွာလို့မင်းငါမွေးစားမယ်လို့ငါကားပါမင်းကိုပေးမယ်လို့မလီဘုံတော်နဲ့အသေးကိုဆွဲမထုတ်နဲ့ဘုံရက်ရှာမယ်ကျိုးလိုက်သေးတယ်သူ့မြစ်ကိုထိတာနည်းနည်းလေးစတာတော့မရဘူးပြိဿကြီးအဲ့တော့ပြိဿကြီးကျိုးကတိုးလာသလားလျော့သွားလားသာရှိမိသားစုဘဝထဲမှာကြည့်လိုက်ရင်လည်းပဲသားရီသမီးတွေဆိုတဲ့တန်ရောစဉ်ကျိုးတွေကတိုးလာတယ်မြည်တွေရတော့မြည်တန်ရောစဉ်ကျိုးကတိုးလာတယ်မြစ်ရပြန်တော့မြစ်တန်ရောစဉ်ကျိုးကတိုးပြန်ပြီဒီပေါင်းကိုယ့်အကိုသုံးသက်ကြည့်ပြိဿကြီးဒီဘုရားဝင်မလားလို့စောင့်နေတာအဲ့တော့ပြိဿကြီးအိမ်တိုင်းမှာအဲ့ဒီသားသမီးကြီးမြစ်ဆိုတဲ့တန်ရောစဉ်ကျိုးတွေမရှိဘူးလားကိုယ့်ကပဲအရင်လေးမေးကြည့်နော်အဲ့ဒီကျိုးတွေကကိုယ့်ကိုလာရစ်တာလားကိုယ်ကကျိုးသွားအရစ်ခံတာလားသူတို့ကလာရစ်တာမဟုတ်ဘူးပေါ့ဒါလည်းသိတယ်ဒါဆိုပြိဿကြီးသူတို့ကကျိုးအရစ်ခံတဲ့အခါကျတော့ကိုယ်ကချမ်းသာနေလားဆင်းရဲနေလားဆင်းရဲနေတယ်ဒါလည်းသိတယ်ကဲဆင်းရဲနေအဲ့ဒီကျိုးတွေကိုဖြတ်ခဲ့နေကြောင်းလိုက်ခဲ့ဆိုတော့ဗာပြောမလဲစဉ်းစားကြည့်တော့ပြိဿကြီးကျိုးမှန်လည်းသိတယ်သူကလာရစ်တာမဟုတ်ကိုယ်တိုင်နဲ့ရစ်နေလို့ကိုကပဲအရစ်ခံနေတာလည်းမသိဘူးလားသိတယ်ပြိဿကြီးပူလားအေးလားဒါလည်းသိတယ်ပြိဿကြီးစဉ်းစားကြည့်သာရှိဖြစ်တဲ့အဲ့ဒီကျိုးတွေကလည်းကိုယ့်ကိုမခွာနိုင်မခွဲရဖြစ်နေသလိုတတ်နေဖြစ်တဲ့ဘဝတွေကိုပြိဿကြီးပြန်ကြည့်လိုက်ပြန်တော့လည်းပဲနှစ်ယောက်တည်းစဘာမှမရှိရကနေပြိဿကြီးဆိုင်လေးသေးသေးကနေအကြီးကနေတိုက်ကြီးကားကြီးနဲ့ပိုင်ဆိုင်လာလိုက်တာအတွင်းပစ္စည်းအပြင်ပစ္စည်းတွေများလာတော့အဲ့ဒီပစ္စည်းတွေကြတော့ပြိဿကြီးတန်ရောစဉ်တွေ့လားမတွေ့လားဟောကြတယ်ငါမီဟောကြတယ်ငါသားဟောကားကြတယ်ဟောလဲငါကားဟောလဲငါတိုက်ဆိုခင်တန်ရောစဉ်ကျိုးကအရှင်မာရောအသေးမာရောအကုန်မရှိဘူးလားအနှစ်ချုပ်ရှာရင်ပြိဿကြီးကောင်းမှန်နဲ့သိတယ်ကြည့်ရင်ချမ်းသာမယ်ဆိုတာနဲ့သိတယ်အကုန်လုံးကြီးအနည်းကျရင်ဘာဖြစ်လို့မလုပ်ဖြစ်တာလဲဆိုရင်အဲ့ဒီတန်ရောစဉ်လှောင်အိမ်ထဲကနေယုံမထွက်နိုင်တာနဲ့ကိုကျိုးတဲ့ကိုပဲပင်ပန်းနေလို့မထွက်နိုင်တာ
ရှင်းလားမရှင်းလားဘသူပြောတာလဲရှင်သာတို့တဲ့ငါဘုရားဟောကြားတဲ့တရားတွေနာလို့ကောင်းတာလေမင်းတို့သိတယ်လက်တွေ့ချင်းဘဝထဲမှာချမ်းသာမယ်ဆိုတာလည်းပဲမင်းတို့သိတယ်ဘာဖြစ်လို့မင်းတို့ချမ်းသာအောင်အာမထုတ်တာလဲလို့မင်းအဖြေကရှင်းပါတယ်မဟာဗမာတတတန်ယောဇင်ငွေပျော်ရွှင်မွေမိဂါယောဂသင်တို့မနေလိုက်ကြပါကုန်လေအနည်းကျရင်မင်းတို့သာတန်ယောဇင်သမီးတန်ယောဇင်ဆွေတန်ယောဇင်မျိုးတန်ယောဇင်ပိုင်ဆိုင်မှုပစ္စည်းတန်ယောဇင်အလုပ်ရှိရင်အလုပ်တန်ယောဇင်စသည်ဖြင့်မင်းတို့တန်ယောဇင်နှောင်ကြိုးတွေကနေရစ်ထားလိုက်တဲ့အခါမှာတဲ့တန်ယောဇင်အငွေ့တွေနဲ့ပဲခါတဲ့ဘဝထဲမှာလှောင်ပိတ်ပြီးတော့ယုံမထွက်နိုင်ကြလို့အာမထုတ်ဖြစ်တာပါဒါဆိုရင်ပြိဿကြီးသောသောဘုရားမိန့်တဲ့စကားအာထုတ်ပါလက်တွေ့ကျင့်သုံးပါဆိုတဲ့အဆင့်ရောက်ဖို့ဆိုရင်နံပါတ်1တန်ရောစဉ်အကျိုးကိုမဖြတ်လို့ရမှာရပါမလားမရဘူးပြိဿကြီးစဉ်းစားကြည့်အသက်ကြီးတဲ့လူကလည်းကြီးလေလေတန်ရောစဉ်ကျိုးပိုရှုပ်လေလေငယ်တဲ့လူကလည်းငယ်လို့တန်ရောစဉ်ရှုပ်တယ်ထားလိုက်တော့ပြောချင်တာကတန်ရောစဉ်လောင်အိမ်ထဲကမှမထွက်နိုင်ဘူးဆိုရင်တော့ပြိဿကြီးနောင်ချိန်တိုက်ပွဲနဲ့ပဲဝင်နေရတာနဲ့အချိန်ကုန်လိမ့်မယ်ဘာတရားမှတွေးမှာမဟုတ်ဘူးပြီးတော့နာတော့နာတယ်တရားလေးရှိတဲ့ဘုန်းကြီးတွေပြီးရင်အိမ်ရောက်ရင်ညောင်းမယ်ကြိုက်မယ်ညီးမယ်ကြည်တရားလေးပိုင်အိမ်ရောက်ပြောမယ်ဆိုတော့မဆိုးပါဘူးရှိပေမဲ့လို့ရီတော့ရီရတော်သေးတယ်ဟဲ့ဒါပဲပြောထားတာမရီရတဲ့ဘုန်းကြီးတွေဘုန်းကြီးကလည်းအရင်ကလည်းနည်းနည်းရှင်းရှင်းလေးဟောတယ်နေမမကောင်းတော့မတရားပြောပြင်းပြောကောင်းဟုတ်လားအတင်းပြောမယ်ကဲပြောနေတာကပြိဿကြီးအနည်းချုပ်ရင်အညောင်းမိတာပဲအဖတ်တင်တာများတယ်လက်တွေ့ဖြစ်ပျက်ကိုမြင်အောင်မရှုထားတဲ့အခါကျတော့ဘဝလောကရန်ကြီးကြုံလာတဲ့အခါခံနိုင်မှာပါဘုရားရဲ့နောက်စကားလေးတစ်ခေါက်ကိုအာရုံပြုနံပါတ်1စကားလေးပြန်ပြောမယ်နော်จิตจิตသမီးတို့မင်းတို့ရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကြီးကိုဣဒ္ဓါသကပြောကပါကကာမဂုဏ်ချမ်းသာကိုရှာရင်းနဲ့ပဲအချိန်မကုန်ကြပါစေနဲ့ရှုကြပါမှတ်ကြပါသမထဝိပဿနာဘာဝနာတရားများနဲ့ရှုကြမှတ်ကြပွားများကြစမ်းပါနံပါတ်2မဟာဗမာတတသတံယောဇင်သမိတံယောဇင်ဆွေတံယောဇင်မျိုးတံယောဇင်လုပ်ငန်းတံယောဇင်လို့ခေါ်တဲ့တန်ရောစဉ်အငွေတရားများနဲ့မိမိကြီးနဲ့မထားကြပါနဲ့တန်ရောစဉ်လှောင်အိမ်ထဲကနေကိုယ်နှောင်ညိုးကိုကိုယ်တိုင်ဖြတ်ပြီးတော့မင်းတို့အာထုံမှရမယ်ကိုကျိုးကိုဘယ်သူဖြတ်မှာလဲကိုယ်တိုင်ဖြတ်မှာမဖြတ်ခဲ့တဲ့အခါကျရင်ဘာဆိုးကျိုးတွေ့မလဲလာပြီဒေဇာသရေကြီးရစရာသိ၍မကျင့်နိုင်လောက်သေးခြင်းရောက်မှနောက်ကာလ၌ဝိပတိတာရီလိုအသက်ရွယ်ငယ်ငယ်ရွယ်တတိကောင်းစဉ်ကျမ်းပါစဉ်ကာလတုန်းကငါသည်ဒါနာလိနဲ့ပဲကျင့်ခဲ့တဲ့အကျင့်သီလလေးကိုဥပုသ်ဆောင်ယုံလေးနဲ့ပဲငါရောင်ရဲခဲ့တယ်သမထဘာဝနာကိုလည်းငါမပွားဖြစ်ခဲ့ဝိပဿနာဘာဝနာတရားကိုလည်းငါမပွားဖြစ်ခဲ့လေခြင်းကိုလို့ခံပြင်းတဲ့နှလုံးမသာခြင်းတို့သည်မအဝထာပူချိန်ဒေါသဒေါမနဖြင့်သောကအပြာပြာသင်တို့မဖြစ်ကြပါကုန်လေနောက်ဆုံးကြတော့ပြိဿကြီးခက်ဆက်ဆက်ဆူယုံနေမဟုတ်တော့မင်းတို့အဲ့ဒီလိုသာတန်ရောစဉ်လှောင်အိမ်တွေကမထွက်နိုင်မဲနဲ့မိမိကြီးနေရင်နဲ့မင်းတို့ရထားတဲ့ခန္ဓာ၅ပါးကိုမင်းတို့ပြန်ကြည့်စမ်းနဲ့ပြိဿကြီးဘုန်းကြီးတို့ရဲ့ယုတ်တရားနံတရားတွေတဖြည်းဖြည်းနဲ့အိုလာတာလားပြိုလာတာဩစဉ်းစားကြည့်ပြိဿကြီးအသက်20ကနေ40 40ကနေ60ဆိုတဲ့ဒီအပိုင်းလေး၃ပိုင်းလောက်ပဲတွက်ကြည့်အသက်20တုန်းကစိတ်နဲ့ရုပ်နဲ့အသက်40အတွင်းဒီတူသေးလားတူတော့ဘူး40နဲ့60ကြာပြိဿကြီးနှစ်20လောက်ခြားပြီမဲ့လို့တူသေးလားအေးကိုယ့်ရုပ်ကိုပြန်ကြည့်ပေါ့ပြိဿကြီးတပြေးတပြေးနဲ့တင်းနေတဲ့အရေးတွေကပျော့လာပြီပျော့လာတဲ့အရေးတွေကတပြေးတပြေးနဲ့တွန့်လာပြီတွားနေတဲ့ယုတ်တရားတွေကတပြေးတပြေးနဲ့လှုပ်ရှားတိုင်းမှာလေးလာပြီပရိသတ်ရင်တပြေးတပြေးနဲ့အကြဘကိုရောက်လာတဲ့ဟောဒီခန္ဓာကိုယ်ကြီးသည်အိုရာကနေနာရာကနေပရိသတ်ရင်ဘာပဲကြံသေမှာထားလိုက်သေတယ်ဆိုတာပရိသတ်ရင်ဆယ်နှစ်သားလောက်ဆိုရင်ခါခဏနာအကုန်မသိဘူးလားဒီလူတွေသေမအောင်မသိတဲ့လူပါမပါဘူးနော်သေမအောင်တော့သိတယ်သို့တော်ပရိသတ်ရင်သိကျင်လားမသိကျင်လားဩဘာဖြစ်လို့မသိကျင်လား
မသေးခြင်းမှုဆိုဆူတောင်းလို့ရလားငိုပြီးတောင်းပန်ရောရလားဒါဆိုရင်သေခြင်းတရားဒီကျွတ်တို့တနေ့ဘာဖြစ်မှာโอเคတနေ့သေရမှာဆိုရင်ဘယ်နေ့လို့ချိန်ထားတာရှိလားဘောပေါက်ပြီနော်သေရမှာလည်းသိတယ်ဘယ်နေ့လို့ချိန်ထားတာလည်းမသိသေးဘူးကဲဟုတ်ပြီလိုက်ဆိုအသက်အနာခြေအခါစွန့်ရာလာဂတိရေတွက်ပိုင်းခြားဤ၅ပါးအများလူမသိဒီကြလိုက်ဆုံးတော့အသက်အနာခြေအခါစွန့်ရာလာဂတိရေတွက်ပိုင်းခြားဤ၅ပါးအများလူမသိဆိုညံခတ်ဒီမရရင်လည်းညီညီနေလည်းမအသက်အနာဘုန်းကြီးမောကြချင်းဟိုလည်းဩဒုက္ခပဲခင်ဗျားတို့လက်ချောင်းကြီးတစ်ချောင်းချင်းထိုးပြလည်းအဲဆိုအသက်အနာချိန်အခါစွန့်ရာလာဂတိရေတွက်ပိုင်းခြားဤ၅ပါးအများလူမသိသာဓုပါဗျာဟုတ်တော်မူတာသာထအနန္တော်မြိုင်သွားတာဟုတ်လားပြိဿရေဘေးအတ္တမှသိရမယ်သိလားဘေးအနာယောဂဝေဒနာနဲ့သိရမယ်သိလားဘေးအချိန်ခါမှသိရမယ်သိလားဟောအတ္တအနာချင်းအခါစွန့်ရလာဂတိတဲ့သိပြီးတော့ကိုယ်တုတ်တော်ကကြောက်စင်မှာစွန့်ရမလားဘယ်မှာစွန့်ရမလဲဆိုပြောလို့ရတာဟောညီတွယ်ပိုင်းကျနောက်တဲ့ပြိဿရေဂတိရတဲ့ကြံနေတယ်သိပြီးရင်ဘယ်ဘဝသွားမယ်ဆိုတော့သိလားဘယ်သူမှမသိနိုင်ဘူးအဲ့တော့ပြိတ္တိကိုသုတ်တံကိုဘယ်သုတ်တံမှာစွန့်တာတော့ဘယ်ဘဝရောက်မှာတော့မသိတာအသာထားဘယ်အတ္တမှသိရမယ်မသိဘူးဆိုတာရှင်းရှင်းကြီးဟုတ်တယ်မလားဘယ်လိုအနာယောဂနဲ့သိရမယ်မသိဘူးဆိုတာပုံမရှင်းဘူးလားစဉ်းစားကြည့်ပြိတ္တိဘယ်လိုဝေဒနာမျိုးနဲ့ဘယ်လိုအနာယောဂမျိုးနဲ့ရိုးရိုးပဲဖြားနာပြီးတော့သိသွားမလားကင်ဆာရောပဲဓမ္မမို့အေပိုးဘီပိုးစီပိုးတခုနဲ့သွေးတိုးနဲ့နှလုံးနဲ့သိမလားပြောလို့ရလားဒါဘာဝေဒနာနဲ့သိမယ်ဆိုတာလေဘယ်လိုမှပြောလို့မရတာကြီးကိုကပြိတ္တိမိမိကြီးနဲ့ဒီတန်ရောစဉ်နှောက်အိမ်နဲ့ပါပဲသားနဲ့ပြောသမီးနဲ့ပြောဇနီးနဲ့ပြောခင်မင်းနဲ့ပြောမြီးနဲ့ပြောပိုင်ဆိုင်မှုပစ္စည်းနဲ့ပဲပျော်ရင်းနဲ့ပဲအချိန်ကုန်သွားမယ်ဆိုရင်ကိုယ့်အကိုပြိတ္တိမသိနေအောင်တော့အဲ့ရတဲ့ကိုလဲကြည့်လိုက်နာခြင်းဆိုတဲ့ဝေဒနာတရားနဲ့ကိုယ့်အကိုအဲ့ရတဲ့မှာငါတော့ယောဂတစ်ခုဖြစ်ပြီချက်ချင်းလည်းမသိဘူးအနည်းဆုံးတစ်လလောက်တော့ဒီဝေဒနာခံစားရမယ်တစ်လလောက်ပဲကြိုတွက်ကြည့်ပြိတ္တိခင်ကိုခံစားနေရတဲ့ဝေဒနာကိုအလွန်ချစ်ပါတယ်ဆိုတဲ့ဒကာကြီးပေါ်မှာအလွန်ချစ်တဲ့ဒကမာကြီးအောင်ရှင်တယောက်တည်းကြည်ရတာမသက်သာလိုက်တာကျမကိုတဝက်ပြီးပါရှင်းလုံးတော့သွားတောင်းပေးလို့ရလားဟိုပြိတ္တိတောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးဆိုရင်ပြိတ္တိသိကြတာတော့ဇနီးခင်မအပြန်အလှန်မျှဝေခံစားလို့ရလားဟိုသားသမီးတွေကမလီအမေကိုသိချစ်တာအဖေကိုသိချစ်အမေခံစားမဲ့သားတို့ခံစားမှာမပေးသမီးကိုတဝက်ပေးသားကိုတဝက်ပေးတပုံစီယူကြမယ်ဆိုတော့မျှယူလို့ရတယ်ဟောမျှယူလို့လဲဝေဒနာကိုမရသလိုသူတို့ရဲ့နေ့စဉ်ဘဝတွေကအခြေအနေကိုအကုန်လုံးပြီးနိုင်မှာပါမနေအမေငါသားလေးအနားမှာရှိတာပဲမြင်နေတာဘာရဲ့ဘယ်မှမသွားပါနဲ့သားလူပြိုကြီးဆိုရင်တော်ရဲ့ပြိတ္တိမိမရှိတယ်ဆိုရင်ပြိတ္တိဟိုကမိမတော့အမေလည်းတော့သေးသေးကနီးဖြစ်နေလိုက်တာတော့အဲ့လိုကြီးလဲပိုးတယ်ဟောပြိတ္တိတစ်ချက်တော့မျက်စောင်းလေးထိုးတဲ့ချွေးမများပါလာပြီဆိုရင်ပြိတ္တိဟိုသားလုံးတဲ့တော့အမေမျက်နှာကြည့်မှာမိမမျက်နှာကြည့်မှာမင်းနဲ့ပါငါသူကြီးနောက်ခဏတော့ပြီးတော့ပြန်လာမယ်မင်းနဲ့အနေကြည့်ပြီးတော့ပြောပြလိုက်မယ်မျက်နှာဟုတ်လားအဲ့တော့ပြိတ္တိစဉ်းစားကြည့်သားသမီးတွေကယောဂါကိုပြယူလို့မရရုံနဲ့မို့အချင်းကြီးတောင်ပြပေးနိုင်ရတာဒါဒီနိုင်ငံကအများကြီးတော်သေးတယ်မြန်မာနိုင်ငံမှာတော့လူမဖြစ်ရတာတပိဋကတန်မိုးရှိတာဘယ်နိုင်ငံမှမရှိဘူးအမေရိကမှာဘုန်းကြီးတို့ကိုယ်တိုင်ဖြစ်တဲ့အချိန်တော့ပြိဋကဘလောက်ဒီပြဿနာတက်ခဲ့လဲဒ
ဒီမှာလူဝမပရိသတ်ရဲ့တတိယရတ္တကြမရကြအဆင့်ရောက်နေသေတော်သေဝတော့မယ်ပြောနေတော့လေအဆောင်ထားလို့မရလို့ဟာမနှင်းကိုညှိရတာဒါတော့မြေဘုံဘုံကုတဲ့ဆရာအောင်ကြီးအဲ့ဒီဆရာမှာဒုတိယအကြီးဆုံးတော့အဆင့်ရှိလို့သူကတင်ပြတယ်ဘုဒ္ဓပွဲလုံးတင်ပြတာနော်ဆရာလေးတို့ဘုန်းကြီးကဗုဒ္ဓဘာသာဘုန်းကြီးဖြစ်တယ်တို့ဘုန်းကြီးဆိုတာကခုလိုကမ္မစာတော့ဝိနည်းအကြောင်းတွေရှင်းပြပြီးတော့သူတို့ကလည်းဘာမှလုပ်ခွင့်မရှိတဲ့အတွက်ငါတို့တရားနေပြီးတော့ဆရာဝန်တယောက်တော့အဆောင်နေပါစီမနှဲတောင်းရတာပြိတ္တဟိုနိုင်ငံမှာတော့ဘုန်းကြီးတဲ့ယင်းကြီးတဲ့ဆရာမကြီးမိသားစုကလည်းပြီးတော့သူတို့အဖေကိုသွားပြီးတော့ဆေးသွားစမ်းတယ်နှလုံးကို bypass လုပ်ရမယ်နှလုံးသွေးကြော3ချောင်းတော့ပိတ်နေပြီ3ချောင်းလုံးတစ်ခါလေးခွဲပြီးတော့ bypass လုပ်မယ်9နာရီ6နာရီလောက် operation ချမယ်ပြိတ္တရေလူနာချင်းကလက်မှတ်ထိုးပြီးတော့ဆေးရုံပို့ခဲ့တယ်တယောက်မှနေခွင့်မရှိဘူးယုံလားကျွတ်တို့စီမှာဆိုရင်ပြိတ္တရေရှိသမျှအိုဘက်ဘက်ကနေအကုန်တက်ဖြာပြီးတော့ဂရင်အောက်တော့မှဖြာနေဝင်အိတ်နေအောင်ပါမရဘူးဟိုမှာလုံးဝဆေးရုံဆိုအပြင်လူတွေသူကပိုးကိုသိကြောက်တာဟာအဲ့လိုဆိုတော့တပည့်တော်လူနာဘယ်လိုမလုပ်လဲစဉ်းစားမပြိတ္တရေအမေအဖေတက်တောင်စိတ်ချနေတယ်သူတို့ကုသကြကဒါကြတဲ့အကုန်လုံးဆေးရုံကတောင်းယူရတာလူမမာကိုစလက်ခံပြီးတော့လက်မှတ်ထိုးလက်ခံပြီးတဲ့အချိန်ခွဲတာလဲသူတို့ပဲတွန်းတာလဲသူတို့ပဲပို့တာလဲသူတို့ပဲအကုန်လုံးပြိတ္တရေအကုန်လုံးကိုအဲ့ဒီတယ်လီဖုန်းနံပါတ်ထဲကိုသူတို့က message တွေထည့်ထားတယ်မင်းတို့လူနာအခု operation ပြီးသွားပြီအခုဘယ်လိုအခြေအနေရှိတယ်အခုရေးစားတိုင်းပြီပြိတ္တရေဟိုကနေပြီးတော့လာတွေ့လို့ရပါပြီဆို3-4ရက်ဒီလိုအကြောင်းကြားမှမသိရင်သွားတွေ့ရတာပြိတ္တရေအမကကြအပြည့်ရှိတယ်မသိသိမဲသိနိုင်တယ်တရားဆွဲရင်ပြိတ္တရေဆရာဝန်ရှိတာကိုမဲသာပြင်ထားပြီတော့အဲ့တော့ပြောချင်တာကဟိုနိုင်ငံမှာလူမမာပြရတာကျွတ်တို့မြန်မာနိုင်ငံသွားတဲ့လူတွေဆိုရင်တော့ပဲဘယ်သူမှမရှိတာနဲ့ပဲသိပါပဲဘာလို့စိတ်တွေကအဲ့လိုဆွဲနေတာဘုန်းကြီးကိုယ်တိုင်ကိုအဲ့ယောဂဖြစ်နေတာခင်ဗျားတို့ကျုံသားတယောက်တော့နေမှာပေါ့ဘုံဘုံဒီနိုင်ငံနေလို့မရဘူးဟာအဲ့လိုတော့မဖြစ်ဘူးခင်ဗျားပြောပြီးပြိဿကလေးပူဇာဆိုပူဇာမှပြိဿကျုံသားမှာတယောက်ပဲရတာအဲ့ဒါအထူးပဲကျုပ်ကလူလူသားမယ်လူမမာစလို့ကျုပ်အဆောင်ရတာကျုပ်တယောက်ပဲရှိတယ်အဲ့ဒါပြိဿသူတို့မှသူကလည်းသူဟုတ်နေတာပဲပြောချင်တာကသားသမီးတွေကလည်းအမေတီကာနီးလို့အဖေတီကာနီးလို့ဆိုပြီးတော့ဘလောက်ပဲချစ်ပါစေသူတို့ရဲ့ဘဝတွေကနေအချိန်တွေကိုအပြည့်အငြင်းသားမျှပေးနိုင်မှာမလားသန္တိကေမောဘလောက်ချစ်ပါစေဝေဒနာတွေခွဲယူလို့မရပါသားသမီးနဲ့မိဘဘလောက်ချစ်ပါစေဝေဒနာကိုခွဲယူလို့မရပါဝေဒနာတွေခွဲယူလို့မျှပေးလို့မရသလိုပါပဲတို့ဘဝကိုဘဝပရိသတ်ရဲ့ဘဝအတွက်လှူရှားယုံကန်ရတဲ့အခါမှာသားသမီးကလည်းမိဘကိုအချိန်နဲ့အများကြီးမပေးနိုင်မိဘကလည်းသားသမီးကိုအချိန်နဲ့အများကြီးမပေးနိုင်ပေးနိုင်လားတောနေလူရန်သားတွေဘဝပိုတော်မှဆိုးပါသေးတယ်ဟုတ်လားအဲ့တော့ပြောချင်တာကပြိဿကြီးအဲ့ရတဲ့လဲပြီးယောဂဝေဒနာတစ်ခုနဲ့ကိုယ်နဲ့ရင်ဆိုင်တိုက်ပွဲရှင်နှွှဲရပြီဆိုတဲ့အခါကျတော့လေအနာမှာဘယ်သူမှမရှိတော့ဘူးဆိုတဲ့အချိန်ငါဝေဒနာဆရာဝန်လည်းဘာမှမပြောဘူးငါကင်ဆာလားသွေးတိုးလားငါသိများသိတော့မှလားတွေးလိုက်တဲ့အခါကျပြိဿကြီးဘယ်သူမှမလာတော့ကိုယ်တယောက်တည်းကြောင့်ကိုတွေးပြီးနောက်ဆုံးခုလိုအခြေအနေများငါဂုဏ်တော်လေးများစနစ်တကျပွားတတ်ရင်ဘလောက်များကောင်းမလဲဆိုတဲ့အတွေးသည်ဝင်မလာနိုင်ဘူးလားအေးရတယ်လဲပြီးတတိကရတဲ့ချက်မရတဲ့ချက်ခံစားနေရတဲ့ဝေဒနာကလည်းအလွန်ကိုပင်ပန်းနေပြီအဲ့ဒီအချိန်ကျမှပြိဿရဲ့သမထဘာဝနာဘာပါလေးရဲ့လို့တွေးရင်းနဲ့မျက်ရည်ဝိုင်းလို့နေရတတ်ပါတယ်မလုတ်တတ်လို့ကိုယ်ဝေဒနာကိုပြိဿရဲ့သာသမီကလည်းအာမပိတ္တလျောက်ကြဇနီးမယားကလည်းအပြန်လာအာမပိတ္တကိုတရားနဲ့ကိုချမ်းချမ်းသာသာနေဖို့ဆိုပြန်တော့လေသမထလည်းမပွားတတ်ပြန်ဘူးဆိုတော့ကိုယ့်ဟာကိုယ်ပြိဿရဲ့ဝမ်းနေရမလားဝမ်းသာမလားအဲ့ဒီအချိန်ကျမှငါအရင်တော့ငါဌာနဆိုရင်တော့လူပါတယ်ဝမ်းအလူလဲငါလွယ်လွယ်လေးနဲ့ငါတို့မြို့မှာလှူတယ်သင်္ကန်းအလူဆွဲလဲလှူတယ်ကြောက်အလူလဲလှူတယ်ဆေးအလူလဲလှူတယ်ချင်းချင်းသေးတဲ့တရားပွဲကြီးမှာတော့ငါတို့ကဓမ္မဌာနအလူရှင်ဖြစ်နေလှူခဲ့ဘူးတာပဲပြိဿကြီးအရင်တော့ကတော့ကိုယ့်အလူလေးနဲ့ကိုပီတိမဖြစ်ဘူးလားတို့ချင်းပါလေတရားပွဲလူလေးစီးလိုက်တာအလူရဲလည်းသိမ့်ပလောင်းရတာအမလေးတို့ပွဲဝိုင်းတာမလေးတိုင်းကြွားလို့မကောင်းလားအဲ့ဒါတွေကပြိဿကြီးအေးရတဲ့လဲပြီဆိုတဲ့အခါကျတော့ကိုယ့်အလူလေးကိုအာယုံပြုပြီးတော့ပီတိလေးဖြစ်လို့ရတာလေရှိသလိုအဲ့ဒါအာယုံပြုရတဲ့အဲ့ဒီတရားပွဲတော်ကွာဗမိတ်ကမနေတရားတာအဲ့ကောင်မလွယ်ဘူးငါပတ်စံမလုပ်ပြီလေဟုတ်လားဒါမျိုးလဲစိတ်ထဲမှာမကျေနပ်တာမပေါ်နိုင်ဘူးလားမလို့အဲ့တရားပွဲတော်ဘယ်သူကဘာလို့ဘာပြောလို့ဆိုတော့ပေါ်မလာဘူးလားဌာနကုသိုလ်ဆိုတာပြိဿကြီးအမြဲတမ်းပီတိမဖြစ်ဘူး
ပီတိဖြစ်တော့တဲ့ဒါနကုသိုလ်တွေရှိသလိုကိုယ်ဟာနဲ့ကိုယ်ပြဿနာရှာပြီးတော့ပီတိမဖြစ်တာမရှိဘူးလားဒုပရိသအကုန်လုံးအလှလူပါတယ်လှူပြီးတိုင်းဝမ်းသာရသလားအမှန်တကယ်လှူပြီးတိုင်းဝမ်းသာအမလီတော့မှပို့ဆိုးတယ်ပဲအလှပြီးကမှအင်းကဘန်းနဲ့ချက်သူများရင်ရောက်နေလို့အမလီဓာမြတ်တာတက်ခိုးတာမပြီးပါလို့ပဲဘန်းနဲ့ချက်နဲ့ရံဖြစ်တဲ့လူတွေအများကြီးပဲဟုတ်တယ်မလားအဲ့တော့ပြောချင်တာအဲ့ဒါပဲပြီးတော့ဒါနာလေးနဲ့အခုအချိန်မှာတော့ဟုတ်ပြီးတော့ကျင့်တတ်နေတာသီလာလေးနဲ့တခါတည်းပြိဿကြီးစိတ်ကူးရတဲ့နေ့ကျရင်ဥပုသ်လေးမဆောင်ဘူးလားစိတ်ကူးရတဲ့နေ့ပါပြိဿကြီးအမြင်နဲ့စောင့်တာများမစောင့်တာများစိတ်ကူးရတဲ့နေ့လေးဥပုသ်ဆောင်တော့လည်းပြိဿအဲ့ဒီနေ့လေးတော့ဟုတ်တာပေါ့ကဲအဲ့ဒီနာခြင်းတရားနဲ့အိယာထဲမှာလဲပြီးဆိုတော့အဲ့ဒီသီလာလေးရောက်ပြိဿကြီးကိုအပြည့်အဝထောက်ခံမှုရမပါရင်တော့မပြီးပါဘူးဒါနာကောင်းမှုဆိုတာမပါရင်တော့သံဃာခရီးမှာမပြီးတာသိကြတယ်သီလာလည်းမပြီးတာသိကြတယ်သို့တော့ပြိဿကြီးဘဝခန္ဓာကိုဝေဒနာနှိမ့်သက်လာတဲ့အချိန်ကျရင်တော့နံပါတ်1သမထဘာဝနာမှာကိုမပွားတတ်ရင်လမ်းကထွက်ပေါက်ပြောက်နေပြီမပြောက်နိုင်ဘူးလားအရဟံဂုဏ်တော်လောက်မှပွားပြီးတော့ကိုဝေဒနာကိုချမ်းသာအောင်မနေတတ်ဘူးဆိုရင်သံဃာဂုံရဲ့ဂုံလေးကိုပွားပြီးတော့မှကိုယ်ဝေဒနာကိုချမ်းသာအောင်မနေတတ်ဘူးဆိုရင်ပရိသတ်ဝိပဿနာအစဉ်အသာထားလိုက်ပါအောင်သမထလောက်တော့မှမလုပ်တတ်ဘူးဆိုရင်အဲ့ဒီအချိန်ကျတော့ဝိဇာတတ်ရွယ်ကြီးရင်စရာသိ၍မကျင့်နိုင်တော့သေးချင်းရောက်မှနောက်ကာလ၌ဝိပဿနာရီတော်အသက်အရွယ်ငယ်ငယ်ရွယ်တတိကောင်းစဉ်ကျမ်းမာစဉ်ကာလတုန်းကငါဒီဒါနလေးနဲ့ပဲပြောခဲ့တယ်ဒီနာလေးနဲ့ပဲဥပုပ်ကလေးစောင့်ပြီးတော့တပတ်တရက်နဲ့ကျင့်နေလို့နေခဲ့တယ်သမထဘာဝနာဆိုတာလဲငါစနစ်တကျမပွားများဖြစ်ခဲ့ဝိပဿနာဘာဝနာတရားကိုလည်းမမတ်ဖြစ်ခဲ့နေခြင်းကွယ်လို့ခံပြင်းတဲ့နှလုံးမသာရင်ဆိုတာမခေါ်ဘဲနဲ့ပြိဿရဲ့ရည်ဝိုင်းစွာရောက်လာတတ်ပါတယ်မရောက်နိုင်ဘူးလားအိယာထဲမှာမျက်ရည်လေရတယ်ဆိုတာပြိဿကြီးသာသမီဆွေမျိုးပစ္စည်းဥစ္စာနဲ့ခွင်းရမှာကြောင့်ကြားတဲ့မျက်ရည်ကမှတိတ်လွယ်သေးတယ်မပြုတ်ဖြစ်ခဲ့တဲ့အဲ့ဒီကုသိုလ်တွေကိုပြန်ပြီးတော့တွေးရင်းနဲ့ဝမ်းနေတဲ့မျက်ရည်သည်အငုံမတိတ်သည့်အထိခံရတတ်တယ်ကြောက်ကြမကောင်းလားဒါကြောင့်ပြိဿကြီးနာယုံလေးနဲ့မပြီးပါနဲ့လက်တွေ့ကျင့်သုံးဖို့မလိုဘူးလားဒါဆိုရင်ပြိဿကြီးသမထဘာဝနာတရားကိုတပိတော်တို့သည်ဉာဏ်မမီလို့မရွတ်နိုင်လို့မဖတ်နိုင်လို့မကြက်နိုင်လို့မပွားနိုင်ဘူးဆိုရင်ကြားထားတဲ့ယုတ်တရားနံတရားကြီးပေါ်မှာဝိပဿနာဘာဝနာပွားရင်မရဘူးလားပို့တော့မလွယ်ဘူးလားဒါဆိုရင်ဝိပဿနာကိုတော်တော်အားထုတ်ပြီးပြီလားလို့ကိုယ့်အကိုတိုးတိုးလေးမေးကြည့်ဘာပြောလဲအခုမှရှာလို့ကောင်းတော့ဟုတ်လားပြိဿရဲ့အခုမှရှာလို့ကောင်းတော့ဖြစ်နေတာများတယ်ဒါကြောင့်ဝိပဿနာဘာဝနာတရားကလည်းပွားဖို့မလိုဘူးလားဘုန်းကြီးတို့ကိုယ်တိုင်ပြိဿရဲ့ဒီနှစ်ခုကိုမပိုင်ခင်ဒီနှစ်ခုကိုမလုပ်တတ်ခင်သိပြီဘာဖြစ်ပြီလဲသမထနဲ့တိုက်လိုက်ဝိပဿနာနဲ့မှတ်လိုက်ဝိပဿနာကငြိမ်သွားရင်သမထပြန်တက်လိုက်နဲ့ဒီနှစ်ခုကိုအလှည့်ချလုပ်ရင်းနဲ့ဘဝရဲ့ဒုတိယအသက်ရှင်ခွင့်ကိုပြန်ပြီးတော့ရခဲ့တာပြီးတော့ဘု து စကားနားထောင်လို့လေအဖေစကားနားထောင်လို့ကဲအဖေစကားနားထောင်အမေစကားနားထောင်တဲ့သာသမီတွေဒီဘဝမှာချမ်းသာလားမချမ်းသာတကယ်တော့နားထောင်ရင်ချမ်းသာပါလေပြိဿရဲ့ဟောဒီဖယားရှင်တိုင်းလို့ခေါ်တဲ့အဖေတိုင်းရဲ့စကားများနားတော့ရင်ဒီဘဝတည်းမဟုတ်ဘူးဘဝတန်တရာအထိချမ်းသာတယ်ဘယ်အထိချမ်းသာမလဲနိဗ္ဗာန်အထိချမ်းသာတယ်မကောင်းလားအေးဒါကြောင့်ဒီကနေ့ညဘုန်းကြီးကတတိပိသတ္တပဲဟောတာမနက်ကကြရင်သမထဘာဝနာပွားနည်းကိုအသေးစိတ်ပြောမယ်သဘက်ကကြရင်ဝိပဿနာမှတ်နည်းကိုအသေးစိတ်ပြောမယ်စိတ်ကြမပြေးအောင်ကြံ့ကြံ့ဖန်ဖန်သုတ်တန်လေးတွေထည့်ပေးမယ်ရပြီလားအခုပြင်းလားပြင်းလည်းပဲပြင်းမစီတော့ကျုပ်ကလေဒီလိုဟောရင်ကြားပြီဒါကြောင့်3ရက်ကတော့ဒီနေ့တရက်စီတည်းဒီနေ့တတိပေးမယ်မနက်ဖြန်သမထမနက်ဖြန်သဘက်ကဝိပဿနာဟောမယ်နောက်တနေ့မကျေနပ်သေးလို့ရှိရင်နေပွဲမှာဆောက်ဟောမယ်ဗျာဘယ်သူမှမလာပါဘူးဟုတ်လားသာယတဘေကဝိမပမတထမဘေသဝိပတိသာရိနောအဟုဝဋ္ဌအယံဝမကအနုသာသနိသာရဝနှလုံးပြောပြောင်းသူတော်ကောင်းတို့တုံမီသေးသူတော်ကောင်းအပေါင်းတို့သည်ဇာယထာရှုကြကုန်သောမှတ်ကြကုန်သော
သင်တို့ရထားတဲ့ယုတ်တရားနန္တရားရဲ့အပေါ်မှာသမထဘာဝနာဝိပဿနာဘာဝနာတရားများနဲ့လက်တွေပွားများအားထုတ်လိုက်ကြပါကုန်လောလက်တွေရှင်းသုံးမှုအချိန်မတန်ဘူးလားသမီးတဲ့နာယုံလေးနဲ့ရှင်းနေမနေပါနဲ့သိယုံလေးနဲ့ရှင်းနေမနေပါနဲ့သိယုံလေးနဲ့သာပြီးမယ်ဆိုရင်မြတ်စွာဘုရားဒီပฏิပတ်တိသာသနာအကျင့်သာသနာကိုဟောမှာမဟုတ်ပါဘူးဟုတ်ပါမလားအဲကြောင့်သိယုံလေးနဲ့မပြီးလို့လက်တွေ့ကျင့်ရတော့ပฏิပတ်တိသာသနာမဟောခဲ့ဘူးလားဒါကြောင့်နာယုံလေးနဲ့ကျင့်တဲ့လိုမနေပါနဲ့သိယုံလေးနဲ့ကျင့်တဲ့လိုမနေပါနဲ့အိခါစားကပြောကပါကကာမဂုဏ်ခံစားကနဲ့အချိန်ကြီးမကုန်ကြပါစေနဲ့မရှိတော့ကရှိအောင်ရှိလာတော့လေတိုးပွားအောင်တိုးပွားပြန်တော့လေကိုယ်အတွက်တည်းမဟုတ်ဘူးသားတွေသမီးတွေမြည်တွေတိုင်အောင်အိမ်တစ်လုံးတိုက်တစ်လုံးကားတစ်စီးနဲ့ပြီးခြင်းနဲ့စိတ်တွေနဲ့နင်းကံပြီးတော့အချိန်မကုန်ကြပါစေနဲ့ဇာယထာရှုကြကုန်လို့မကြကုန်လို့သင်တို့ရထားတဲ့ယုတ်တရားနန္တရားရဲ့အပေါ်မှာသမထဘာဝနာဝိပဿနာဘာဝနာတရားများနဲ့ပွားများအားထုတ်လိုက်ကြပါကုန်လောမဟာဗမာတထာတာယောဇင်ငွေပျော်ရွှင်မွေ့မိဃာယောဟာသင်တို့မနေလိုက်ကြပါကုန်လင်တာယောဇင်ဆိုတာပရိသတ်ကြီးပုဂ္ဂိုလ်တိုင်းမရှိဘူးလားလောင်အိမ်ထဲမှာအတူတူပါပဲဘုန်းကြီးတို့လည်းရှိတာပါပဲပရိသတ်ကြီးတန်ရောစဉ်တွေအတင်းခံရတဲ့အချိန်တုန်းကလည်းကိုယ့်ကိုပတ်ပြီးတော့တင်းခဲ့ပြီးပြီပဲရောရမယ့်အချိန်တော့ရောဖို့မလိုလားဒါကြောင့်မဟာဗမတတမိဃာယောဂနဲ့တန်ရောစဉ်အငွေတွေနဲ့မိမေကြီးမနေကြပါနဲ့မဟာဗမတတသာတန်ရောစဉ်သမိတန်ရောစဉ်ဆွေတန်ရောစဉ်မျိုးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်လုပ်ငန်းတန်ရောစဉ်လို့ခေါ်တဲ့တန်ရောစဉ်အငွေတရားများနဲ့မိထားလို့မနေလိုက်ကြပါကုန်လေတန်ရောစဉ်လှောင်အိမ်ထဲကနေယုံထွက်ဖို့ရန်ကိုအချိန်မတန်ဘူးလားအချိန်တန်ပြီပရိသတ်ကြီးကိုကသာနှီးပြီးတော့စောင့်ပြီးတော့နေတာသိခြင်းတရားကအချိန်မပြည့်မလာနိုင်ဘူးလားသေသာတရွယ်ကြည်စရာသိမကျင့်နိုင်လောက်သိခြင်းရောက်မှနောက်ကာလ၌ဝေမတိသာရိနောတရွယ်ငယ်ငယ်ရွယ်တတိကောင်းစဉ်ကြမ်းပါစဉ်ကာလတုန်းကငါသည်ဌာနလီနဲ့ပဲပြောခဲ့တယ်ငါသည်သီလလီနဲ့ပဲကျင့်တဲ့လိုနေခဲ့တယ်ငါသည်သားသမီးရဲ့မျက်နှာလေးကိုကြည်နေပဲကျင့်တတ်ခဲ့တယ်တပြေးတပြေးကြည်လာတဲ့မြည်လေးရဲ့မျက်နှာကိုကြည်နေပဲကျင့်တတ်လိုနေခဲ့တယ်မနေကြဘူးလားအေးအခုတော့ငါသည်အိယာထဲမှာဘုံဘုံလေးပြီးငါချစ်တဲ့သားတွေသမီးတွေငါမြည်တွေငါဇနီးခင်မွန်းတွေကငါနာမှာတကယ်ကိုအချိန်ကြည့်မပေးနိုင်ပါတော့လားအောင်မလေးငါနေခဲ့တဲ့မိမေကြီးနေခြင်းတို့သည်သမထဘာဝနာလည်းငါမပွားများဖြစ်တတ်တော်ဘူးဝိပဿနာဘာဝနာလည်းမပွားများတတ်တော်ဘူးငါဘယ်လိုလုပ်ရပါမလဲရင်လို့ခံပြင်းတဲ့နှလုံးမသာခြင်းတို့သည်ဘာဝထာပူရှိန်ဒေါသဒေါမနဖြင့်သောကဖြာဖြာသင်တို့မဖြစ်ကြပါကုန်လေအယံဤတိကဝတ္တုမကသင်သူတော်ကောင်းအပေါင်းတို့အတွက်ဘုဒ္ဓနာပွင့်တော်မူပြီးကြတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအစွန်းစွန်းတို့ဤဝါဟောဒီကမ္ဘာလောကကြီးထဲမှာပွင့်တော်မူပြီးသွားတဲ့အဖေတော်များစွာအဖေတကာတို့ထက်မေတ္တာကရုဏာကြီးမားတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ဤအနုသာသနီတသက်ပတ်လုံးလိုက်နာကျင့်သုံးအပ်တဲ့အဆွမ်းအမဩဝါဒသာသနာသည်ဟောတိမုဋ္ဌမသွေဖြစ်ပါပေတော့တည်းဒေဝိတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိဘာသထာအာရောတရားနာလာကြပါရဲ့အများရဂရမပေါင်းသူတော်ကောင်းတို့ဒုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနာသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဖြာဖြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏
သန္တိကံအထံတော်မှဒေတိတံတဆင့်ခံကဟောကြားအပ်သောဣမံဓမ္မဒေသနာအဖေတိုင်းရဲ့မေတ္တာကရုဏာတရားများတဲ့အစာပေါင်းများစွာသာလွန်သောဟောဒီကမ္ဘာလောကကြီးထဲမှာပွင့်တော်မူပြီးသွားတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအစွန်းစွန်းတို့ဤတဏ္ဍပလုံးလိုက်နာကျင့်သုံးအပ်တဲ့စကားသုံးခုနဲ့ဆက်လျက်နဲ့ဤတရားဒေသနာတော်မြတ်ကိုသုံးနေတဝါကောင်းစွာယုသိနာကြကြကုန်ပြည်သည်ဖြစ်၍အဝိနန္ဒစိတ်တေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဝိနန္ဒစိတ်တေနာဟောဒီကိုယ်တော်ဒီကနေ့ညမှာပထမညပဲရှိသေးတယ်သူလည်းဘာမှမပေမသေးငါတို့လည်းပဲဘာမှမညောင်းသေးတဲ့ခေါရီလိုနေကြီးမှာတောင်မှအောင်မေလေးတရားလေးဒူဒူလေးနဲ့သိမ့်သွားပြီးမစ္စည်းမဂုံရဲ့ဘလို့များဖြစ်ရတာပါလိမ့်ရဲ့လို့တရားလေးဒူတဲ့တင်စိတ်ထဲမှာမကြည်မလင်နဲ့များထော်လာဤဝါမှာအတင်းပြောပြီးတော့ပြန်သွားကြရမယ်ဆိုရင်ပြိဿကြီးအပြစ်တော်လေးလည်းတော်ရန်တင်မနေပါနဲ့မနက်ဖြန်ဆိုတာလည်းရှိသေးတယ်သဘခါဆိုတာလည်းရှိသေးတယ်ဟောဒီကိုယ်တော်ဒီကနေ့ဘာမှမစင်စားပဲနဲ့ထွက်လာလိုက်တာဟောရင်နဲ့ပြိဿကြီးဟိုကအေးသလိုလိုဒီကအေးသလိုလိုနဲ့ခေါင်းကတော်တော်ကိုအေးလာပါပြီဒါကြောင့်ဒီကနေ့ညမိုက်ဒီမိုက်ကန်းနဲ့အချိန်လေးကုန်ရင်မနက်ဖြန်ကြရင်တခွီတခွဲနဲ့မဟောနိုင်မှဆိုတဲ့အတွက်ကြောင့်ကျုံလည်းပဲမချမ်းသေးခင်ခမည်းတော်လည်းပဲအေးမမိသေးခင်ဒီနေ့လိုနေမျိုးလေးမှာဒီလောက်လေးနဲ့အချိန်တော်လိုက်ရင်မနက်ဖြန်သဘခါမှာကျုပ်တို့တွေကောင်းကောင်းကြီးဟောနိုင်မှဖြစ်တဲ့အတွက်ကြောင့်တူရာတွေစီရာတွေဘာမှစဉ်းစားလို့အတင်းတွေပြောလို့ပြန်မနေပါနဲ့ဒီကနေ့ညအစရှိသေးတယ်မနက်ဖြန်ထိတက်လာလေအောင်မယ်ရဲ့လို့မနက်ဖြန်အတွက်အချိန်လေးကိုကြိုးအားတွေးရေလေးအမှန်မြင်ကြည်ရည်နဲ့ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိဤသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုအာသထာသုံးငိမ်သုံးဝနှုံမြတ်ခါ၍ပေါင်းစွာမသွေကျွေးလိုက်ကြလေကုန်ရာသတည်း